ကောင်တွေကိုမျက်မှောင်ကျိုးနေတာကြာပြီ26နှစ်ရှိပြီမျက်မှောင်ကျိုးနေတာဘယ်ကောင်တွေလဲဆိုတော့ခင်ဗျားတို့စီမှာလည်းတွေ့မယ်ကျွန်တော်တို့စီမှာလည်းတွေ့မယ်ဗမာပြည်နှံပြရက်ကွက်တွေလမ်းကြီးထဲမှာပါတီဆိုတဲ့အိတ်ကလေးတွေဆွဲပြီးဟိုလူပညာပေးတော့မလို့လို့ဟိုလူကိုအနီးကကြီးကြပ်တော့မလို့လို့လုပ်နေတဲ့ပါတီကောင်စီဆိုတဲ့ကောင်တွေပေါ့အဲ့ဒီကောင်တွေဘယ်ရလာလဲလို့ဆိုတော့မင်္ဂလာတုံဟိုဘက်နားမှာအစော်ဝီးတစ်ခုရှိအဲ့ဒီအစော်ဝီးကနိုင်ငံရေးဘဟုတက်ကတူတဲ့အဲ့ဒါအယူတောင်ကိုပြောတာအဲ့ဒီအယူတောင်မှာသင်္นานတက်ပြီးပြန်လာရင်ခေါင်းမကောင်းကြတော့လုံးဝကိုသုံးလို့မရတော့ဘူးအခုဒီကောင်တွေမရှိတော့အဲ့ဒါဘယ်သူလုပ်လို့မရှိတာလဲလူကြီးတွေလောက်တာမပါဘူးနိုင်ငံရေးသမားအဟောင်းကြီးတွေအဆွေးကြီးတွေမိုးတက်ကြီးတွေကျွန်တော်တို့တွေမပါပါဘူးကလေးတွေလောက်ကျောင်းသားကောင်းဆောင်အထက်တန်းကျောင်းအလယ်တန်းကျောင်းမူလတန်းကျောင်းကပစိုးစိမ့်နဲ့အင်ကြီးပြူလေးတွေတော်လန်လိုက်လို့ဒီကောင်တွေခွေးပြရတော့မယ်ဒီကောင်တွေခွေးပြရတော့မယ်ဇက်သိမ့်တော့မယ်ဒီကောင်တွေဇာတာသိမ့်ညံ့သွားပြီကျွန်တော်တေချာတွက်တတ်တယ်ပြီးတယ်မင်းသိမ့်ခါတေချာတွက်ကြည့်တယ်မြန်မာဆိုရင်လမ်းစဉ်ပါတီကိုကျွန်တော်ဇာတာချကြည့်ကျွန်တော်တို့ဒီမိုကရေစီဇာတာချကြည့်မြန်မာဆိုရင်လမ်းစဉ်ပါတီဇာတာဟာတော်တော်အချင်းကြီးဆိုးသွားပြီအများနာလဲအောင်စမ်းနေလက်ထားဂျိုနေဂျိုသားတွေရှင်းမပြတော့ပါဘူးအရက်သူရက်တာအလုံးနားလဲအောင်ပြောရင်ဒီကောင်နေဇာတာဟာခွေးဖင်တက်ရောက်ပြီးမြောက်ကွင်းစီမှာဂျိုအိတ်သွားပြီအဲ့တော့ရေရချေလို့မရလုံးဝရေရချေလို့မရဘူးဒီနေရာမှာဦးနေဝင်းနှစ်ပေါင်း26နှစ်လုံးလုံးတိုင်းပြည်ပေါ်မှာလှုပ်ချင်တယ်လို့လှုပ်ချဲလဲခြင်းတယ်လို့ချဲလဲတိုင်းပြည်ကနေပြီးတော့ဘာမှပြန်မပြောရဘူးငုံခံ26နှစ်လုံးလုံးကိုယ်တွေးစုပ်ဒုက္ခတွေပေးဒါပေမဲ့အနာယူကန်ဒီမှာအားလုံးကပြည်ပြည်မှာမြင်ကြရတယ်တနာနေတယ်အတက်ကြီးသွားပြီအိုသွားပြီစာတော်ဆုံးအောင်မဖတ်နိုင်ဘူးတဝက်လောက်ဖတ်ပြီးတော့နောက်ကနေရက်နေတယ်ကောင်းဟေ့ထွေးကန်နဲ့လာဖတ်စမ်းဟိုလာဖတ်တယ်ထွေးကန်လာဖတ်တယ်ထွေးကန်ဖတ်နေတော့လည်းငြိမ်မနေဘူးဟိုစာရွက်လန်းဒီစာရွက်လန်းကျွန်တော်တို့တွေတနာနဲ့တိုင်းပြည်လုံးတနာနေအဲ့ဒီလိုတနာနေတဲ့အချိန်မှာပဲဒီလူကြီးကဘာပြောရမလဲဆိုရင်တကယ်ပြောတင်တာကျွန်တော်26နှစ်လုပ်ပြီးပြီမှားတာရှိမယ်မှန်တာရှိမယ်အသက်လက်ကြီးပြီခွင့်လွတ်ပါကျွန်တော်အနားယူမယ်တိုင်းပြည်လုံးမြေကြီးကြအခုတော့ဒီလိုမဟုတ်ဘူးတနက်ကတဲ့တဲ့ပြစ်မယ်တဲ့တနက်ကတဲ့တဲ့ပြစ်မယ်တဲ့တဲ့ပြစ်မှာပေါ့အပေါ်ကိုထောင်ပြစ်လို့မရဘူးအပေါ်ကိုထောင်ပြစ်ရင်အပေါ်မှာသူတို့ထိုင်းနေတယ်ဖင်နေမှန်းကုန်မယ်တနက်ကတဲ့တဲ့ပြစ်မယ်လို့ပြောတယ်တိုင်းသူပြည်သားကိုချဲလဲခြင်းလို့ချဲလဲဒုက္ခပေးခြင်းလို့ပေးနောက်ဆုံးအနားယူတဲ့အခါမှာတော့စကားကောင်းတစ်ခုပြောပါဘူးကောင်းတယ်အခုသူပြောသွားတာဟာတိုင်းပြည်ခေါင်းဆောင်တယောက်ပြောတဲ့စကားမျိုးမဟုတ်ဘူးလမ်းဘေးကခွေးလေးချဖို့ပြောတဲ့စကားဖြစ်နေတယ်အဲ့ဒီစကားဟာလူစကားမဟုတ်ဘူးခွေးစကားပြောတာဖြစ်တယ်အဲ့တော့ဦးနေဝင်းအာနာလည်းရှိတယ်လက်နဲ့လည်းရှိအဲ့ဒီတော့တဲ့တဲ့ပြမပြောဝင်တာပေါ့အာနာလည်းမရှိဘူးလက်နဲ့လည်းမရှိဘူးလမ်းပေါ်မှာဒီစကားမျိုးပြောကြည့်စမ်းပါဒီကပြည်သူတွေဖယ်တာမင်းသိန်းကတယောက်တင်းတယ်ကိုဒီလူကြီးပြုတ်တော့ပြတယ်စားမထဲဘူးဒီလူကြီးသိညစ်တယ်ဗျ69ကလေးတန်းရွှေတုံးကြီးသူတို့တက်ခါစားတော့ကသတင်းစာရဲ့တောင်းလေးမှာပေါ်ပြတယ်အခုမရှိတော့အဲ့ဒါဘာကြောင့်မရှိတယ်လဲလို့ဆိုတော့ပေါင်စတာလင်တွေကနေထွက်တဲ့အခါမှာကပ္ပပန်ကိုတိုင်းပြည်နာမည်နဲ့အမယ်စားနေဝင်းဟာတခိုးချင်းနဲ့သူ့နာမည်နဲ့အပ်သွားတယ်ဗျရွှေလည်းယူသွားတယ်ဘာတွေယူသေးလဲကျောင်းမြေရနာကော်ပိုရေးရှင်းဆိုတာတိုင်းပြည်ပိုင်းနဲ့ကော်ပိုရေးရှင်းမဟုတ်ဘူးနေဝင်းကော်ပိုရေးရှင်းဖြစ်နေပြီဗရမများအကောင်းစားညာအကောင်းစားနီလာအကောင်းစားစိန်အကောင်းစားတစ်ခုပြီးတစ်ခုအိတ်တဲ့တော်ကြနှာစီးတယ်ဆိုပြီးစေကူဖို့နိုင်ငံညာသွားသူစုနာခွဲဖို့နိုင်ငံညာသွားကုန်ပြီတိုင်းပြည်လည်းမွဲပြီသွားခြင်းလို့သွားဟိုမှာခွေးပွဲလောင်းရတာနဲ့မြင်းပွဲလောင်းရတာနဲ့ပြီးလည်းပြီးတော့international ဖာကြီးတကောင်ခေါ်လာတယ်ခေါ်လာပြီးကောင်းကောင်းမပေါင်းဘူး14ရက်လောက်ပေါင်းပြီးတော့ပြန်မောင်းထုတ်လိုက်ဟိုကနေလင်္ကာမရကမပြတ်ပါဘူးရော်ကြီးလိုချင်တယ်ဆိုပြီးတရားဆွဲတယ်ဒေါ်လာတန်140ရော်လိုက်ရတယ်တချို့ကလည်း14တန်းလေဘာပဲဖြစ်ဖြစ်အားလုံးကျွန်တော်တို့ခင်ဗျားတို့ရဲ့ပတ်စံနေပဲမဟုတ်လားကျွန်တော်တို့ခင်ဗျားတို့ပတ်စံနေနဲ့ဒီလောက်ကြီးတဲ့ဖာကြီးကိုခေါ်လာရတာလားဒါမျိုးဝါဒနာပိုင်ပန်းစိုးရနေရပါတယ်ဦးနေဝင်းအခုနောက်ဆုံးကျောင်းမြေရနာကောင်းမလေးအသက်20လောက်ရှိအဲ့ဒါလေးကိုတို့သွားတချို့ကလည်းတရင်နေတွန်းနေတယ်ရေရချီတာတဲ့ဒီလိုရေရချီတာမျိုးတော့ကျွန်တော်လည်း3ခါလောက်ချီချင်ပါတယ်ရေ
ရချီတာတဲ့အခုအဲ့ဒီကောင်မလေးနဲ့အဖိုးကြီးနဲ့အင်းရကံမှာလေစီးနေလေစီးနေတာကိုပြည်သူအသက်အိုးအိမ်စီးစိမ်ကိုစောင့်မှမယ်ဆိုတဲ့တမတော်သားကြီး900ကျော်ကကြီးတိကံပြီးစောင့်ပေးနေတယ်အဲ့ဒီတမတော်သားကြီးကိုကျွန်တော်ပြောချင်ပါတယ်ခင်ဗျားတို့ပြည်သူအသက်အိုးအိမ်စီးစိမ်ကာကွယ်မယ်ဆိုပြီးဘာကြောင့်ဒီလူကြီးစောက်ကမင်းရောထားတာကိုစောင့်နေရတာတော့ကျွန်တော်ခင်ဗျားတို့စားရှက်တယ်ဗျာကျွန်တော်ကအဲ့ဒီနေရာမှာစောင့်ရတဲ့တာဝန်ကြရင်တနက်ကိုလွန့်ပစ်ပြီးမျက်နှာကိုတမန်တလင်းနဲ့ပုတ်ပစ်တယ်ရှက်လွန်ရစီအခုဒီလူကြီးဘာလုပ်လဲထွက်သွားပြီးတော့ကောင်းကောင်းညီညီကိုဒုက္ခပေးနေတယ်နောက်တော့ဘာလုပ်သေးလဲစိန်လွင်ကိုတင်တယ်တိုင်းပြည်ဒီမိုကရေစီတောင်းလာတဲ့အခါမှာစိန်လွင်ကိုတင်ခဲ့တယ်စိန်လွင်လည်းပဲဒီမမြင်သားပေါ်မှာတွေ့ရပါလိမ့်မယ်ဖဲသမားမျက်နှာနဲ့ထွက်လာခြင်းဘာပြောလဲတဲ့အကျင့်ပြဝန်ထမ်းတွေကိုအရေးယူမယ်တဲ့ကျွန်တော်တို့တိုင်းပြည်မှာအကျင့်ပြဝန်ထမ်းမရှိပါဘူးကုန်စည်နှုန်းတွေကြီးတဲ့အတွက်လုပ်ပေးကင်ပေးတဲ့အခါမှာလက်ဖေးပိုးလေး30-50ကျပေးသွားတာလေးကိုပဲကျွန်တော်မြင်လိုက်ရတယ်အကျင့်ပြဝန်ထမ်းဆိုတာဘာတူလဲတမတော်ကအရာရှိကြီးတွေစစ်တပ်ကထွက်လာရင်နယ်ဘက်မှာညွန်ကြိုင်မှုချုပ်တို့ဘာလို့အစင်းနေရတမတော်ကလာစားလဲရတယ်နယ်ဘက်ကလာစားလဲရတယ်နှစ်တိစားတာနှစ်တိရင်မကပါဘူးမြစ်တံမွန်နဲ့အတုံမာကကုံဝယ်စာအုပ်ကတစ်လောက်1000လောက်မြတ်3တိစားဗိုလ်ချုပ်ရွာမှာဈေးနှုန်းချိုသွားစွာနဲ့တိုင်းပြည်ပတ်စံနဲ့အိမ်တွေဆောက်ခွင့်ရ4တိစားနိုင်ငံခြားကိုအကြောင်းမျိုးပြီးပြပြီးတွားခွင့်ရတဲ့အတွက်မော်တော်ကားတွေ TV တွေလည်းပါတယ်5တိစားအဲ့ဒီလူတွေကအချင်းပြစ်တွေပါကျွန်တော်တို့ဝန်ထမ်းတွေအချင်းမပြတ်ပါဘူးကျွန်တော်တို့တွေမလောက်ငှလို့လက်ဖေးဖို့တောင်းတာကိုအချင်းပြည့်ဝန်ထမ်းတွေလို့ပြောတဲ့စိန်လွင်သွားပြီမရှိတော့ဥစိန်လွင်ဖြစ်လဲတနာစရာကောင်းတယ်ကဘာပေါ်မှာ18ရက်တဲ့သမရလောက်ရတယ်ဆိုတခါမှမပေါ်ဘူးအင်မတန်ရှားပါတဲ့တရားတစ်မျိုးပဲဒီမိုကရေစီတော်လှန်ရေးအောင်ရင်ဒီပုဂ္ဂိုလ်ကျွန်တော်တို့ဖမ်းပြီးတိရစ္ဆာန်တွေမှာယုံသွင်းပြအောင်ပဲစိန်လွင်သွားရှာစိန်လွင်ထွက်သွားပြီစိန်လွင်ဘယ်လောက်မိုက်တယ်လဲဆိုရင်ပစိုးစိတ်နဲ့အင်ကြီးပြူလေးတွေကတအားဟောတာတို့ရေးဒီမိုကရေစီပေးပါဒီမိုကရေစီပေးပါကလေးတွေနဲ့ပြပပြည်သူရဟန်းရှင်လူတွေကဒီမိုကရေစီတောင်းစိန်လွင်ကဒီမိုကရေစီကိုဘာမှမသိတော့တယောက်ကို35ချက်စီပို့ယူပါတဲ့ဒီမိုကရေစီမှမသိ35ချက်မှမသိတဲ့စိန်လွင်ကိုသွားပြီအဲ့ဒီစိန်လွင်ဘာမှမတက်ဘူးအဲ့ကလေးတွေကဟောတယ်စိန်လွင်6တန်းတစ်စောက်ကန်းစိန်လွင်6တန်းတစ်စောက်ကန်းကလေးတွေမားတယ်6တန်းအောင်တောက်4တန်းပဲတတ်တယ်4တန်းပဲတတ်တယ်ကလေးတွေမားတယ်အဲ့ဒီစိန်လွင်သမရကလထိုင်မထိုင်သွားဘူးထိုင်မလို့လို့တော့မှဦးစန်းယူကြီးကလွဲမပေးဘူးအဲ့ဒီဦးစန်းယူဆိုတဲ့လူလည်းတစ်သက်လုံးသမရလောက်လာတယ်သူ့ပစ္စည်းလေးသူဖုံးလက်လေးနဲ့ဖက်နေဘာသာလာဖုံးလို့ပြီးသွားတယ်သွားအလကားကောင်းပြီကလေးလေးတွေတို့ရေးနဲ့ကျွန်တော်တို့အိမ်ရှိရနေဖြတ်တဲ့နောက်လမ်းဖြတ်တဲ့တို့ရေးနဲ့လက်နဲ့မပါပါဘူးကျောင်းသားကောင်းဆောင်လေးတွေပိန်ကြီးလေးတွေစီးလို့ကလေးလေးတွေလည်းပစိုးစိတ်နဲ့အင်ကြီးပြိုလေးတက်လာတာကလေးလေးတွေကိုနှိမ်နှင်းဖို့ဆိုပြီးတော့ယူလာတယ်အမြောက်ဝါဆင်းဖို့တော့ကြီးတန်ကားကြီးတွေမောင်းလာတယ်တက်မတော်သားကြီးများခင်ဗျာကလေးတွေကိုနှိမ်နှင်းရမယ်လက်နဲ့မဟုတ်ဘူးအဲ့ဒီအမြောက်ကြီးတွေစက်တနတ်ကြီးတွေကကဘာစစ်ဖြစ်မှသုံးပါဗျာလက်နဲ့ဆိုလို့အတုတစ်ချောင်းတော့မရှိတဲ့မူလာတန်းကျောင်းသားလေးတွေကိုအမြောက်တွေစက်တနတ်တွေတန်ကားတွေနဲ့အနံယူတာဟာခင်ဗျားတို့သူရဲကောင်းလို့မတင်နဲ့အဲ့ဒါကန်တူးဖြစ်သွားတာယောက်ျားဆိုတာလက်နဲ့အနံယူရတာမျိုးမဟုတ်ဘူးခင်ဗျားတို့သူရဲကောင်းမပြောနဲ့ယောက်ျားစင်စစ်လည်းမဖြစ်တော့ဘူးခင်ဗျားတို့ငုံကြည့်အောင်တော်တော်အချင်းလေးဆိုးသွားပြီကိုလိုတော်တော်ကိုအချင်းလေးဆိုးသွားပြီတတ်မတော့ကျွန်တော်စိတ်မကောင်းဘူးပြစ်တာပဲတိုင်းဟောဒီကျွန်တော်မြို့တော်ခမ်းမရှိမှာတူရေးလို့အော်နေတဲ့ကလေးတွေကောင်းဆောင်မသူလဲအလံမလူခိုင်းနဲ့လဲထားပြပါဆွေးနွေးခြင်းလို့ဆိုကလေးတွေထားပြတယ်အဲ့ဒါစက်တနတ်နဲ့ဆွဲချပုံလိုက်ကြသွားတယ်နောက်ထပ်မေးတယ်ဘလူးလဲကလေးတွေထားပြတယ်ပြစ်ချတယ်အဲ့ဒီသွေးကွက်တွေမပြောက်သေးပါဘူးကလေးတွေရဲ့အလောင်းတွေကိုယူတယ်မြို့တော်ခမ်းမတဲ့တွင်ထားတာသွေးညီနဲ့နေမပြောက်သေးပါဘူးအခုကျွန်တော်တို့ရှောက်ရမယ်လမ်းဟာကျွန်တော်တို့ဥဆောင်တဲ့လမ်းမဟုတ်ပါဘူးကလေးတွေခင်းသွားတယ်သွေးနဲ့ခင်းသွားတယ်လမ်းမှာကလေးတွေသွေးနဲ့ခင်းသွားတဲ့လမ်းကဘယ်လောက်များအစွန်းထက်တယ်လဲဆိုရင်ကန်ဒီဆိုရင်အဲ့ဒီအစင်ရအောင်နဲ့ချက်ခင်မှာ28နှစ်လောက်ရတယ်ကလေးတွေရက်ပိုင်းလေးအောင်မြောင်လုပ်သွားတယ်ကျွန်တော်တို့ကဒီမိုကရေစီကိုမကြခင်ရတော့မှာပါဒီမိုကရေစီဟာကျွန်တော်တို့ကပေးပါလို့တောင်းနေတာတယောက်နဲ့တယောက်တွေ့တဲ့တန်ယူမှုတွေမလို့အလားအဲ့လိုတောင်းနေတာပါဒီမိုကရေစီကနေဝင်လည်းမပိုင်ဘူးစိန်လုံးလည်းမပိုင်ဘူးမောင်လည်းမပိုင်ဘူးဒီမိုကရေစီကလူတိုင်းရဲ့မူလမွေးရပါခွင့်ဖြစ်တယ်လွတ်လပ်စွာတွေးခေါ်ခွင့်လွတ်လပ်စွာရေးသားခွင့်လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာယုံကြည်ခွင့်လွတ်လပ်စွာစည်းရုံးခွင့်ဆိုတာကျွန်တော်တို့မူလအခွင့်အရေးတွေမဟုတ်ပါလားခင်ဗျာကျွန်တော်တို့မွေးရပါမူလအခွင့်အရေးတွေကိုဘယ်တောင်းစားစီမှာကျွန်တော်တို့တောင်းဖို့လိုတယ်လေအဲ့ဒီလိုမလိုပဲလေကျွန်တော်တို့ဘက်ကစီကံတကြတောင်းနေတာကိုလက်နဲ့အတင်းနှိမ်နှင်းပြစ်ဒဏ်နေတဲ့
နေဝင်စိလွင်မောင်မောင်အစိုးရဟာတဆူမရှိတော့ပါဘူးပြီးသွားပါပြီအဲ့ဒီစိလွင်ပြီးတော့ကလေးတွေကအော်တယ်စာမတက်တဲ့သမရမလို့ခြင်းဘူးစာတက်တဲ့သမရတင်ပေးတယ်ဒေါက်တာမောင်မောင်စာတက်တယ်အုံတော့မရှိဘူးဒီလူစာတက်တယ်ဒါပေမဲ့အုံတော့မရှိဘူးသူတက်ကတူစာရေးခြင်းတယ်ခင်ဗျာဒေါက်တာဘွဲ့ပြန်သိမ်းပါဒီလူအုံတော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့တလောက်သိန်းနဲ့သန်းနဲ့ချီပြီးမြို့တိုင်းနယ်တိုင်းရက်ွက်မကြံတတိုင်းပြည်လုံး38တန်းသောပြည်သူတွေကတို့ရေးဒီမိုကရေစီပေးပါတပါတီစနစ်ပြတ်ပေးပါကျွန်တော်တို့ရင်ငတ်တယ်လို့တောင်းအဲ့ဒါတောင်းနေတာကိုဒေါက်တာမောင်မောင်ကဦးတင်အောင်ဟင်းကိုပြည်သူ့ဆန္ဒလေ့လာရေးကော်မရှင်တက်ဖွဲ့ပြီးအမှန်ဆန္ဒလေ့လာဖို့မလိုတော့ပါဘူးပြင်းနေမှာကိုဒါလေးဖွင့်ပြီးကောင်းလေးထွက်ကြည့်လိုက်တာနဲ့တပြည်လုံးရဲ့ဆန္ဒကိုသိနိုင်ပါလေဗျာ24ရက်နေ့မနေ့9နာရီခွဲမှာဦးတင်အောင်ဟင်းကအင်ဗိုင်းခမ်းမမှာပြည်သူ့ဆန္ဒလေ့လာဖို့ဖိုင်တော်ရင်းနဲ့ရောက်လာပါတယ်9နာရီခွဲမှာရောက်လာတယ်10နာရီလောက်ကျတော့လူ3သိန်း4သိန်းလောက်တွက်ပြီးတော့ဒီမိုကရေစီရေးတို့ရေးတပါတီစနစ်ပြသိန်းရေးတို့ရေးနေဝင်ဆိုရအလိုမရှိစိတ်လွင်ဆိုရအလိုမရှိမောင်မလာနဲ့ဒါတွေအော်လိုက်ကောဦးတင်အောင်ဟင်းလမ်းပြန်ပြီးတော့အဲ့ဒီဖိုင်တော်ကြီးကိုမောင်စီပြန်ပေးလိုက်တယ်ပြည်သူ့ဆန္ဒလေ့လာဖို့မလိုဘူးတဲ့သူသဘောပေါက်သွားပြီတဲ့သူတော့မြန်သဘောပေါက်သူတို့ထဲမှာတော့သူအတော်ဆုံးပဲဘာဖြစ်လို့လဲဆိုတော့နှခမ်းမွေးနေပါသူနှခမ်းမွေးဖက်စင်နှခမ်းမွေးမဆလာနှခမ်းမွေးကျွန်တော်မှလည်းပါကျွန်တော်ကဒီမိုကရေစီနှခမ်းမွေးဖြစ်ပါလေအဲ့တော့ပြည်သူ့ဆန္ဒတွေမလိလာပါတော့ဘူးတဲ့ဟောအခုဒေါက်တာမောင်မောင်ပါပြောတယ်ဒီလူတွေသိရတယ်ဥစိန်လူကြီးလည်းအဲ့လိုပဲဝါဆိုလဆုပ်ချမှာဝါဆိုသင်္ကန်းကတ်တယ်တဲ့ဘုန်းကြီးတွေခေါ်ပြီးတော့အဲ့ဒါဘုန်းကြီးတွေကလည်းအာနာလို့မပြောပဲအဲ့ဒီသင်္ကန်းသွားလူခံတယ်ပြီးတော့ဘုန်းကြီးတွေလျှောက်တာဘုန်းတော်ကြီး5ပါးကျွန်တော်တို့လည်းအင်တန်ယူသေးရတယ်ဆရာတော်ကြီးတွေပါအရှင်သူမြတ်ကြီးတွေကြွလာပြီးတော့သူဆရာတော်ကြီးတွေအောက်ကတကြောင်ထည့်ထားတယ်မင်းအစိုးရများဘက်ကလည်းမင်းကြီးတရား10ပါးနဲ့ညီပါလို့ပါတယ်မင်းတရား10ပါးထဲမှာတနာရမယ်သိခံရမယ်ပြည်သူကိုမညှဉ်းပန်းရဘူးလို့ပါပါတယ်တနက်နဲ့ပြစ်နေတာဟာပြည်သူကိုညှဉ်းပန်းတာမဟုတ်ပါလားအရှင်မြတ်ဘုရားတို့ဒီကောင်တွေသိရဆက်တယ်ကလေးလေးတွေကဇမိုးပဲအွန်လိုင်းကျောင်းသားမိဘကလေးမိဘတွေကဝင်နေရပြီကျောင်းသားမိဘတွေဝင်နေရပြီကျောင်းသားစာအုပ်ကို corporation ကတာဝန်ရှိတဲ့အတုပါကမရိုက်နိုင်ဘူးမရိုက်ခဲ့ကျွန်တော်တို့တွေကျောင်းသားမိဘတွေဟာမလုပ်နေရလဲကျောင်းသားမိဘတွေမလုပ်နေရလဲပေါ်တယ်ကလားစီသွားပြီးဆလမ်ပေးပြီးတော့ကျောင်းသားစာအုပ်ဟောင်းတွေဝဲပလာစာဝဲနဲ့ကပြီးကိုကလေးကိုဖတ်ပါမရှိတဲ့ကလေးလည်းမျှပေးပါကျောင်းသားစာအုပ်မရိုက်နိုင်corporation ကမှတာဝန်ရှိတဲ့လူကျောင်းသုံးစာကိုဘာဖြစ်လို့မရိုက်တယ်လဲဆိုတော့နိုင်ငံသားငွေနိုင်ငံသားပိုက်ဆံ FE မရှိလို့ပေါ်ရင်ချင်းမရှိဘူးတဲ့ပေါ်ရင်ချင်းမရှိလဲမရိုက်နဲ့ရတယ်နိုင်ငံသားငွေမရှိလို့ကလေးကျောင်းသုံးစာတော့မရိုက်နိုင်ဘူးဒါပေမဲ့နိုင်ငံသားငွေနဲ့ပဲဝယ်ရတဲ့ဝင်ကြီးကတော့တယောက်ရဲ့ဖင်စည်းကွက်တစ်လုံးကြောင်းကျွန်တော်ပြောပြပါမယ်အဲ့ဒီဖင်စည်းကွက်ဟာ8000နဲ့1000ထိကြပါတယ်နိုင်ငံသားမှာခလုတ်နှစ်ခုပါပါတယ်ကျွန်တော်နှမကျွန်တော်အမေကျွန်တော်သမီးတောင်းမှန်ပါတယ်ပြောပြပါရစေနောက်ကခလုတ်ကိုနှိပ်ရင်နောက်ကိုဆေးလို့ရရှေ့ကခလုတ်ကိုနှိပ်ရင်ရှေ့ကနှာခေါင်းထိဆေးလို့ရအဲ့ဒီပင်စေးခွက်တွေဝင်ကြီးကတော့14ပါးအတွက်14လုံးလွတ်တော်ကတော့အတွက်အလုံး400ကျော်ကောင်းစီကတော့အတွက်150တိုင်းကောင်စီတွေအလုံး200အဲ့ဒီဖင်စေးကွက်ဝယ်မဲ့နိုင်ငံခြားပိုက်ဆံတွေပဲကျွန်တော်တို့ခင်ဗျားတို့သားသမီးတွေအတွက်ကျောင်းသုံးစာအုပ်လေးရိုက်တွေ့တာတော့လားဗျာဖင်စေးကွက်လောက်တောင်ကလေးတွေရဲ့ပညာရေးကိုတန်ဖိုးမထားတဲ့အစိုးရလိုသေးလားလိုသေးတာလို့မလိုတော့ဘူးမလိုတဲ့အတွက်ကျွန်တော်တို့ဝိုင်းအော်လာတို့ရေးဆိုတာတွေးပြက်ပြီးပြေးကုန်ပြီအခုဆိုရင်ဥလူဝင်ကြီးအရက်နေတိုင်းတောက်ပြီးတော့တနတ်နဲ့နိုင်ငံကြီးရှောက်ပြနေတယ်ဒါပွဲသိမ်းတော့နောက်ဆုံးအဲ့ဒီမှာကျွန်တော်ပြောချင်တာဥနေမင်းကြီးကလည်းတိုင်းပြည်26နှစ်လုံးဗိုလ်ကြအုပ်ချုပ်ကျွန်တော်တို့အုပ်ချုပ်အဲ့ဒီတွေသူကတပါတီအာဏာရှင်စနစ်ကိုချစ်မယ်ဆိုချစ်ဥစိန်လူကြီးကလည်း18ရက်တောင်သမဏလို့ကတော့ချစ်ဒေါက်တာမောင်မောင်လည်းချစ်ပါဦးသူတို့ကအာဏာတစ်ချက်ပိုးရတာသူတို့အောက်က90ပြား90ပြား50ပြား40အဆင့်ဆင့်ကွဲဝေလာတာကျွန်တော်တို့လမ်းတွေရက်ွက်တွေရောက်တော့အာဏာ2ပြားခွဲ3ပြားလောက်ရတယ်ပါတီကောင်စီတွေကဘာကိုချစ်နေတာတော့
အဲ့ဒီမပြားခွဲ300ရန်ပါတီကောင်စီတွေကလမ်းမှာကလေးတွေသူကသူဂီတာတီးနေလာပြီးအိတ်ကလေးနဲ့မင်းတို့ကိုစီမံချက်နဲ့တွန်းလိုက်ရမလားသွားပြီစီမံချက်နဲ့ကလေးတွေသူတို့တွန်းလိုက်ပြီကိုမရှိတော့ကလေးဆိုတာအတူမြင်တတ်ပြီတင်ပေလို့တဲ့လူကဆေးဘောလေးတောက်ကလေးကဆေးဘောလေးကောက်ခိုင်းဘေးကဘာပြောလဲဆိုတော့ဆေးလေးတောက်တာမကောင်းဘူးကလေးကမယုံဘာပြောလို့လဲဆိုတော့ဆေးလေးတောက်တာမကောင်းဘူးလို့အဖေကပါတဲ့မှာဆေးလေးကြီးနေဆိုလို့သူခိုးတောက်အဆေးလေးနှစ်ယောက်ကိုတောက်တငယ်ချင်းတယောက်ကမိကြီးယူတယောက်ကစိတ်လန်ဒိတ်မှာကိုတောက်ကောင်စီကနပန်ရိုက်ပြီးတော့ကပ်ပို့လိုက်တယ်ဒီကောင်လေးဆေးကြောက်တောက်နေတယ်ကာကဆက်ကန်နဲ့ကလေးနန်းဆောင်သွားတယ်အချုပ်ပြက်ရောက်တယ်ထောင်ပို့တယ်တကယ်ဆေးကြောက်တောက်တဲ့ကောင်လေးနဲ့တွေ့ပြီးပျက်စီးသွားတယ်လူလုံးမလားဖြစ်သွားတယ်တကယ်ကြတော့ကျွန်တော်တို့သားသမီးအလုံးစုံလုံးမှာဆေးကြောက်နံပါတ်4ဆိုတာကျွန်တော်တို့စီရတာသားသမီးယူလာတာမဟုတ်ဘူးဝင်ကြီးသားယူလာတာအတိအကျပြောရင်ဦးနေဝင်သားယူလာတာပါနံပါတ်4တောင်းနေတဲ့လူကြီးသားကိုကောင်းစီရမသိပဲနဲ့ဖမ်းပြီးစကမ်းပို့လိုက်ကျွန်တော်တို့စီမှာစကမ်းပို့လိုက်တော့ကောင်းစီစကမ်းပို့တော့ဝင်ကြီးသားစကမ်းရဲစကမ်းရောက်တော့ရဲစကမ်းလည်းရောက်တော့စကမ်းမို့အငဲတဲ့တက်တီစီပုံစံမဆက်ကွာတဲ့မင်းတက်တီဘယ်လိုလဲတဲ့ဆက်1 2 3 4 5 6 7ပေါ့ဗျာဆက်တက်ရီတဲ့စကမ်းမို့ကြီးကိုပြောပါဦးနဲ့တာချိုးရောက်နေတယ်ဟာသူ့ဖေကနေပြီးတော့စကမ်းမို့လည်းငါတောက်လွတ်လိုက်ပါအခုမရှိတာဘယ်လိုပါလဲတဲ့ငါသူကကြော်ထင်မယ်ကွာတဲ့ဟာကောင်းပါပြီခင်ဗျာကျွန်တော်လည်းမသိလို့ပါခင်ဗျာကဲမတူကြီးဝင်နေပါလေကွာအငယ်တို့ကလည်းဝတရားဝါတရောနော်ကော်ဖီပဲတောက်ဆိုပြီးတော့ပြန်ပုတ်အဲ့ဒီမှာခုနကဖမ်းတဲ့ကောင်စီတို့ပါတီတို့လည်းမျက်နှာလို့အားရသူတို့ကလည်းမဟုတ်ပဲနဲ့ရက်ွက်ထဲမှာချွေးနေစံနဲ့ဝယ်ထားတဲ့ကားတွေယူတက်စီတွေထည့်ခိုင်းပြီးတော့မှအဲ့ဒီနံပါတ်4သမားကိုရှင်လောင်းလဲတယ်လို့ဝင်ကြီးပြန်ပုတ်ရတာမနှဲပါဘူးသူတို့လက်ထက်မှာဥပဒေက2မျိုး3မျိုးဖြစ်နေတယ်တပါတီစနစ်အောင်မှာအဲ့တော့သူတို့တွားပြီလုံးဝအပတ်ဆယ်လို့မရတော့ပါဘူးတွားပါပြီဒေါက်တာမမောင်ကျွန်တော်တို့ကလေးတွေကကောင်းဆောင်ပြီးတော့တို့ရေးဒီမိုကရေစီတို့ရေးတို့နောက်ကလိုက်ရပြစ်တယ်ဆိုပေးဖယ်နေရကလေးတွေကမှန်ကျွန်တော်တို့ကနည်းနည်းကြောက်ကလေးတွေတက်တီကောင်းခါတယ်တို့ရေးနဲ့တက်တိုက်တောင်းတဲ့ခါကျတော့ဒေါက်တာမမောင်ပါပြောလို့ဆိုတော့ပြရမယ်တဲ့တို့လည်းပဲစဉ်းစားရစီဟုတ်ဟိုလိုဒီလိုလည်းမစောကြပါနဲ့ဆောင်ရပေးပါမယ်နောင်သားကိုစီးမဲ့ကမ်းမဲ့တွေအမွေမပေးခြင်းလို့ပါတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပိုက်7ကိုပုံမှန်7အတိုင်းဆောင်ရွက်ပြရစီတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုံမှန်7ဆိုတာသူဘာပြောနေတာလဲသူတို့ရေးထားတဲ့စာအုပ်အခုကျွန်တော်တို့ကလေးတွေရောရမ်းရှင်လူပြည်သူပေါင်းကတောင်းနေတာ7လည်းမဟုတ်7လည်းမဟုတ်73လည်းမဟုတ်စာအုပ်တုံးလုံးဝမပြောနဲ့တော့အဲ့ဒီစာအုပ်ရေးတဲ့ဒေါက်တာမောင်မောင်လည်းမလိုချင်ဘူးရေးခိုင်းတဲ့ဒေါက်တာမောင်မောင်ရဲ့အဖေစိန်ဝင်းတို့မိဝင်းတို့လည်းမလိုချင်ဘူးတွားပါတယ်လို့တပြိုင်နက်တည်းမောင်းထုတ်နေတာမျက်နှာပြောင်တိုက်လာပြီလားဒေါက်တာမောင်မောင်အဲ့ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုံမှန်7မှာဘာတွေရေးထားလဲပုံမှန်7အခန်း1ပုံမှန်7စာမျက်နှာ26နဲ့29မှာကြည့်နိုင်ပါလေလမ်းကြည့်လိုက်ပါဒီတိုင်းပြည်မှာတဲ့တပါတီတည်းရှိရမယ်တဲ့အဲ့ဒီပါတီကလည်းဒိုးပါတီဖြစ်ရမယ်တဲ့ပြီးတော့ဒိုးလုံးမယ်ဒါရေးထားတာအယူစာခေါ်လိုက်အဲ့ဒါကိုကျွန်တော်မညှိမှာဘူးနည်းနည်းဆက်လန်းလိုက်ပါစာမျက်နှာ28လောက်မှာတိုးရလိမ့်မယ်ပုံမှန်15ဆိုတာရှိတယ်သူတို့ရေးထားတဲ့စာအုပ်ပဲလွတ်တော်ကိုယ်စားလှယ်ပြည်သူ့လွတ်တဲ့ကိုယ်စားလှယ်တူဟာတဲ့မိမိကိုရွေးချယ်တင်မြှောက်လိုက်တဲ့ဒေသကနေပြီးတော့တူတယောက်ကဖြစ်စေအဖွဲ့အစည်းကဖြစ်စေအများစုကဖြစ်စေအလိုမရှိပါဘူးလို့တပြိုင်နက်တည်းကန့်ကွက်တဲ့အခါမှာလွတ်တော်ကိုယ်စားလှယ်ဖြစ်ကရုပ်သိမ်းပြီးသားဖြစ်ပါတယ်ဒေါက်တာမောင်မောင်ခင်ဗျာဟာမန္တလေးကလွတ်တော်ကိုယ်စားလှယ်ဖြစ်နေတက်လာပါတယ်မန္တလေးတစ်မြို့လုံးပိန်ပေါင်းများစွာနေရင်ဆန္ဒပြနေတဲ့အတွက်ခင်ဗျာအနေနဲ့လွတ်တော်ကိုယ်စားလှယ်လည်းမဟုတ်ဘူးသမ္မတလည်းမဟုတ်တော့တဲ့အတွက်ခင်ဗျာလုံးဝစကားမပြောပဲ TV ထဲမှာပေါ်မလာဘူးကျွန်တော်တို့တောင်းဆိုပါတယ်ဒီလူကြီးကပြောနေလုံးနေတာဗျဥစိန်လုံးကမာနဲ့နားတဲ့ကိုကြီးဗျဒီလူကြီးကပြောနေနားနဲ့ကြောင်ကြီးဗျအဲ့ဒီလိုလုံးနေတာဘာလို့အချိန်ဆွဲနေတာလဲအချိန်ဆွဲနေတာ7ရက်နေပေါင်းတစ်ပတ်နှစ်ပတ်လောက်မစောင့်နိုင်ဘူးလားဒါတွေလုံးကျွန်တော်တို့ကလေးတွေကျောင်းသားကောင်းဆောင်တွေနဲ့ရဟန်းရှင်လူတွေတောင်းနေတာဒီမိုကရေစီပြီးပါဆိုဒေါက်တာမောင်မောင်ဘာတွေ့ပြောတယ်အောင်ကျွန်တော်တို့တဲ့ကျောင်းသားတက်မဲ့ကဖွဲ့စည်းခွင့်ကိုတရားဝင်ပေးပါမယ်ဒေါက်တာမောင်မောင်ခင်ဗျာယူလာပြီလားခင်ဗျာဖွဲ့ပေးမှာမဟုတ်ဘူးကျောင်းသားတွေတွေ့ရသူဖွဲ့ပေးလိုက်ပြီဖွဲ့လိုက်ပြီကျောင်းသားတွေဖွဲ့လိုက်ပြီကဘာလည်းအတိမပြုတ်လိုက်ပြီကျောင်းသားတွေဖွဲ့လိုက်ပါပြီနောက်တစ်ခုကသူဘာပြောသွားလဲယာတိဥရုကောင်းမွန်တာတဲ့တနည်းမှာတဲ့တက်မဲ့ကအဆောက်အဦကြီးကိုတဲ့ပြောပါပါကြီးစောက်ကြရအောင်ပါတဲ့အုံမြချရအောင်ပါတဲ့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျားတို့ဆောက်မပေးပါနဲ့
ဒီစကားကို26နှစ်ကပြောရမှာအခုမှလာပြောမနေနဲ့တော့တယောက်တစ်ချက်တည်း38တန်းရှိတယ်38တန်းနဲ့ချွေတောင်ချလို့ရတဲ့အဆောင်ကြီးကျွန်တော်တို့စောက်ပါမယ်ပျော်ပျော်ပါးပါးစောက်မယ်ရာသီဥတုကောင်းတဲ့တနေ့အုံမြချမယ်ဒါပေမဲ့ဒေါက်တာမောင်မောင်ခင်ဗျာပါဝင်မရတော့ကိုတော့သွားတော့အဲ့တော့ပြည်သူတွေလက်ခုပ်တန်ကိုတို့လည်းနာရှမ်းသွားပါပြီအဲ့တော့ကျွန်တော်ပြောချင်တာကနှစ်ပြားကွဲတန်သုံးပြားတန်ပါတီကောင်စီတွေခင်ဗျားတို့ကပ်ပြားတွေကိုလာပြီးတော့ကျောင်းသားနဲ့ပြည်သူဘုံဘုံနေရှင်မှာလက်နဲ့ချပါအလင်းဝင်မှာအချိန်မီအလင်းဝင်မှာအခုနေဝင်ရင်ပြည်သူကရင်ဖွင့်ပြီးကြိုးမယ်ဒီမိုကရေစီတိုက်ပွဲအောင်ပြီးမှအိမ်တက်ရှာလို့ဒီကပ်ပြားတွေ့ရင်ပေတံပေးပြမယ်ဒါပဲအဲ့တော့ဒီကပ်ပြားတွေမထားပါနဲ့အိမ်မှာကြက်တွေလည်းမရှိဘူးလက်လည်းတိတ်ပါတယ်လာပို့ကြပါအခမ်းအနားနဲ့မိရှို့ပြအောင်ပါအဲ့လိုကျွန်တော်လိုက်ဟောတယ်ဆန္ဒပြပွဲတွေအဲ့နှစ်ပြားကွဲတန်သုံးပြားတန်ကောင်စီပါတီတိတ်ပြောခဲ့တယ်ဘာမှလည်းစားရတာမဟုတ်နောက်လိုက်ပနက်ကန်ခရင်ပြောနေဝင်ပေါ်တယ်ဘောဆိုတာတော့နည်းနည်းစင်နှမြင့်နေတယ်ဘောကကျွတ်တယ်အဲ့ဒီကျွတ်ကစပြနဲ့ခွာလို့မရဘူးရင်လေးစိမ်ပြီးပြုတ်ပြီးပြုတ်ကနေဆွဲပြုတ်မှပြုတ်မယ်ကျွတ်တယ်အဲ့တော့နှစ်ပြားခွဲတန်သုံးပြားတန်ကျွတ်တယ်ခင်ဗျာတို့ရဲ့ကပ်ပြားတွေလာအပ်ပါပြည်သူချင်းမှာလက်နဲ့ချပါကျွန်တော်မြင်26နှစ်လုံးဝိပါကဝမကင်းလို့ပါတီကောင်စီဖြစ်မိပါတယ်ကျွန်တော်ခွင့်လွန်လာခဲ့ပါဒီမိုကရေစီတိုက်ပွဲအောင်ပြီးဒီကပြတက်ရှာလို့တွေ့ရင်အိမ်နိုင်မှာချုပ်ပြီးတွားကြထုတ်တာလုပ်လိုက်မယ်ခင်ဗျာသိနာတော့မယ်အဲ့တော့ပြည်သူတွေရဲ့အတန်တွေနားခါလာနှစ်ပြားခွဲတန်သုံးပြားတန်ပါတီတွေကျွန်တော်တို့ဒီလိုဟောပြောပွဲတွေလုပ်တယ်ဆန္ဒပြပွဲတွေလုပ်တယ်အဲ့ဒီခါမှာနောက်နားနေတောက်ခေါက်တနေ့တွေ့မယ်ကွာတဲ့တောက်မခေါင်းနဲ့ရှာပြတ်သွားမယ်မလာတော့ဘူးမလာတော့ဘူးခင်ဗျားတို့ဘက်ကဘယ်သူမှမလာတော့ဘူးတချို့ပါတီကောင်စီတွေပါပြောလဲဆိုတော့ငါတို့ဘက်ကလည်းဗိုလ်ချုပ်ကြီးစောမောင်ကအာဏာသိမ်းပေးမယ်ကြီးဖို့ကောင်းလိုက်တာဘာမှလည်းမသိဘူးနှစ်ပြားခွဲတန်းနေဗိုလ်ချုပ်ကြီးစောမောင်စေယုံတရားတာ9ရက်ရှိပြီDMH ကိုရောက်နေခင်ဗျာလမ်းမှာဆရာဝန်တွေက depression စိတ်ကြယောဂအမှန်စိတ်ကောရုပ်ကောဘောရောကြသွားပြီမလာနိုင်တော့ဘူးနှစ်ပြားခွဲတန်သုံးပြားတန်ကောင်စီတွေလက်နဲ့ချကြပါပြည်သူနဲ့ပေါင်းမှာတနေ့ကတော့နေရာတိုင်းမှာပါတီကောင်စီရုံးတွေကိုကျောင်းသားကောင်းဆောင်တွေနဲ့ပြည်သူဗမုံတွေတင်ထားတယ်လုံခြုံရေးတာဝန်ယူအဲ့ဒါကိုဝန်ကြီးကိုကလက်မှတ်ထိုးပြီးအမိန့်ကြေညာချက်တစ်ခုထုတ်တယ်ပြည်သူဆောင်နေကိုအမြန်ဆုံးဖယ်ပေးပါတယ်ဖယ်မပေးရင်အကြမ်းဖက်သူများရဲ့တာဝန်ဖြစ်တယ်ဒါပါပြောတာလဲဆိုတဲ့ဘာသာပြန်တနက်နဲ့ပြင်မို့ကျွန်တော်လည်းစောင့်ကြည့်ညကြတော့သမရပါပြောတယ်ဒေါက်တာမောင်မောင်ကအခုလို့တဲ့ကျောင်းသားနဲ့ပုံနေတဲ့လုံုံရေးယူနေတာတကျေးဇူးတင်ပါတယ်တဲ့ဟောမနေ့ပိုင်းကဝန်ကြီးတွေကတနက်နဲ့ပြင်မယ်ပြောတယ်ညပိုင်းကျတော့သူတို့သမရကျေးဇူးတင်ပါတယ်ပြောတယ်ဘယ်ကောင်းစကားကျတို့ကယုံရမှာလဲအဲ့တော့ဒီစောင့်နေကျွန်တော်တို့မဖဲနိုင်ပါဘူးခင်ဗျားတို့လူတွေလည်းမရှိဘူးကျွန်တော်တို့ကျောင်းသားကောင်းဆောင်နေနဲ့ပြည်သူဘုံဘုံတွေတာဝန်ယူနေပါတယ်ခင်ဗျားတို့တနက်နဲ့ပြည်အောင်မကားလို့ဘာလို့မဖဲနိုင်ဘူးအဲ့တော့တာဝန်ယူနေတဲ့ကျောင်းသားကောင်းဆောင်တွေလည်းပြောချင်ပါတယ်လုံခြုံရေးတာဝန်တွေညကြဒီမင်းနဲ့ချက်စားဂလိုင်းနဲ့တခြားချက်မဆလာနဲ့တခြားချက်စစ်တပ်ကလူတွေလိုင်းခေါ်ခဲ့ကြိုးတာသူတို့စီကလည်းဆန်တွေပဲပြန်တောင်းပြီးတော့ဆိုင်နဲ့ရင်းနှီးအောင်လုပ်ပြီးရင်ကြည်တရီကန်ခဲ့ကြည့်နော်ဒါဘယ်လိုပြရလဲဘယ်လိုပြောလဲနေပါမေးစန္ဒာအရေးကြောင်းလာလို့ရှင်ကိုလည်းကိုင်းနဲ့တွေ့တာမကြခင်လာတော့မှဒီဘွဲတွေကအဲ့တော့မလာတော့ပါဘူးနှစ်ပြားခွဲသုံးပြားပါတီကောင်စီတွေလည်းနဲ့လာချပါဥစောမောင်အာနာမသိနိုင်ပါဘူးခင်ဗျားတို့စစ်တပ်လုံးဝအာနာမသိနိုင်ဘူးဒီတကအာနာသိရင်အမိဖောက်သွားလိမ့်မယ်တခါတော့ဥနေဝင်အာနာသိခဲ့တယ်တိုင်းပြည်ကြောက်တဲ့ကြောက်ကိုလည်းနှလုံးအလိုမှာဦးစီးဖို့ကိုကျွန်တော်ယူလိုက်ပါပြီဆိုသိသွားပြီဒီတကစောမောင်ပဲဖြစ်ဖြစ်တန်းရွှေရပဲဖြစ်ဖြစ်ဒီတကအာနာသိရင်ကဘာမှာခင်ဗျားတို့ဘယ်သူမှလည်းဆက်ဆံမှာမဟုတ်ဘူးကြာရှည်မှလည်းမဟုတ်အာနာလည်းမသိနိုင်တော့ရှင်တွေကလည်းမပြီးစစ်တပ်လည်းနှစ်ချမ်းသုံးချမ်းကွဲနေပြီခင်ဗျားတို့မသိနိုင်ဘူးခင်ဗျားတို့သိနေကျောင်းသားပြည်သူရဟန်းရှင်လူတွေအသက်ပေးမယ်38တန်းလုံးအသေးခံမယ်ခင်ဗျားတို့လူလည်းရှိမှာမဟုတ်ခင်ဗျားတို့လုံးဝအနိုင်ယူလို့မရတော့ဘူးကျွန်တော်စိတ်ကူးကြည့်တယ်ဦးတန်းရွှေဘက်ကနေအာနာသိမ့်ကြီးတယ်ကျွန်တော်ဦးစီးချုပ်ကိုလိုကြီးဦးတန်းရွှေပါတိုင်းပြည်ရဲ့ယိုယွင်းနေတဲ့အခြေအနေကိုကျွန်တော်အာနာသိမ့်လိုက်ပါပြီကြီးညာလိုက်ရေဒီယိုကနေကြီးညာပြီအာနာရဒါပေမဲ့အာနာရတဲ့အချိန်မှာပြန်ကြည့်ပါဦးလေမြန်မောင်းတဲ့ pilot ကြီးကလည်းပဲဒီမိုကရေစီရရင်မမောင်းဘူးတဲ့ဒီမိုကရေစီမရှိရင်မမောင်းတော့ဘူး
မိရတဲ့စက်ကောင်းမောင်းတဲ့လူသားကြီးကလည်းဒီမိုကရေစီမရရင်တဲ့သူစက်ကောင်းတွေတူမလုပ်တော့ဘူးတဲ့အဲ့ဒီလိုပဲတင်မောစလင်ကြီးတွေကလည်းဒီမိုကရေစီမရရင်သူ့လက်ကင်ကြီးကိုမလဲနိုင်ပါဘူးတဲ့ဌာနပေါင်းစုံတပိတ်မောင်းနေနိုင်ငံသားရေးဝန်ကြီးဌာနကလည်းဒီမိုကရေစီမရနိုင်ငံသားစာတွေမပြန်လင်းပြောင်းဘာလည်းမပါဘူးတဲ့သူတို့အင်မတန်ယုံကြည်အားကိုးရတဲ့တယ်လီဗီရှင်းနဲ့ရုပ်မြင်သံကြားနဲ့ရေဒီယိုအဲ့ဒါတောင်တပိတ်တွေမောင်းနေအခုနောက်ဆုံးပြောရလို့ရှိရင်မြန်မာဆိုရင်လမ်းစဉ်ပါတီရုံးကဝန်တန်းတွေတောင်မှတပိတ်မောင်းနေပါဘယ်သူမှအလုံးမလုံးတော့တဲ့ပဲတပိတ်မောင်းနေတဲ့တိုင်းပြည်မှာဥစောမောင်အာနာသိမ့်ပြီးရင်ဘာလုပ်မလဲဘာမှလုပ်ကြရမရှိဘူးလေမြန်လည်းမရှိဘူးတင်မောလည်းမရှိဘူးဘာယုံမှလည်းမရှိဘူးဥစောမောင်ရဲ့သူ့ရဲဘော်တွေရဲ့လမ်းဘေးမှာထိုင်ပြီးပိုကာတောင်းရုံပြင်ဘာမှမလုပ်နိုင်ပါဘူးခင်ဗျာအဲ့တော့နှစ်ပြားကွဲတန်သုံးပြားတန်ရက်ွက်တွေကပါတီကောင်စီတွေအများဆုံးလည်းနဲ့လာကြပါပြည်သူနဲ့ပေါင်းပါကျွန်တော်တို့ကမှပေါင်းကုန်ပြီအကြောင်းမျိုးကြောင့်ဘွားဘေးမကောင်းလို့ကျွန်တော်လည်းပါတီကောင်စီဖြစ်မိပါတယ်ဆိုပြီးတော့ကပြားတွေကျွန်တော်စီလာအပ်ကျောင်းသားတွေစီလာအပ်တယ်ပြည်သူပုံပုံတွေစီလာအပ်တယ်ပုံပုံတော့မီးရှို့သူတို့ထားတယ်ကင်းဆောင်လူကင်းဆောင်တဲ့အခါကျတော့သူတို့ကဘာလုပ်လဲဆိုတော့တို့တို့ဟာတဲ့အမြဲတမ်းလုပ်နေတော့ကျွမ်းကျင်နေတဲ့ဥဆောင်မှုပေးနေတယ်ကျွန်တော်စီကဥဆောင်မှုမပေးနိုင်ဘူးခင်ဗျာပါခြင်းပါတင်းခွဲရမယ်ရေခတ်ရမယ်ရင်တို့တည်ရမယ်ရင်တို့စူရတိဆောင်ကြည့်ပြီးရင်လက်ဖက်ချောက်ကပြီးရင်ဆရာတို့တောက်မယ်လာပုတ်ဒီအစင်းမဲ့လက်ခံနိုင်မယ်